အောက်တိုဘာတိုက်ခိုက်မှုဖြစ်ပြီးတဲ့အချိန်ပါတကယ်တော့ရခိုင်မှာရှိနေတဲ့မွတ်စလင်တွေဟာအကြမ်းဖက်ဝါဒကိုအားပေးတဲ့လူတွေဟုတ်ကြပါလို့ပြောတယ်အဲ့တော့ရဲစခန်း3ခုတိုက်ခိုက်ခံရတဲ့အချိန်ပြီးခဲ့တဲ့ရက်ပိုင်းတော့က20လောက်တိုက်ခိုက်သွားလူတွေအများကြီးနဲ့အုံနဲ့ကြီးနေဖြစ်သွားအဲ့တော့ပြီးခဲ့တဲ့နှစ်လောက်က ICG ရဲ့သုံးသက်ချက်ဟာအခုချိန်ထိမှန်နေတော့ပဲလို့ပြောလို့ရဟိုတုန်းက ICG ပြောတဲ့စကားမှန်တယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့ဆိုတော့ရဲစခန်း3ခုကိုတိုက်တယ်ဆိုတာလက်နက်ကြီးတွေနဲ့ဝိုင်းပြီးတော့တိုက်တာမျိုးမဟုတ်ဘူးနိုင်ငံတော်ကထုတ်ပြန်တဲ့လက်အစီရင်ခံစာကိုနိုင်ကဒုတ်သားတွေနဲ့ဝင်ပြီးတော့စီးတယ်လက်နက်တွေယူသွားတယ်ပြောတယ်အဲ့တော့ဒုတ်သားတွေနဲ့လားရဲစခန်း3ခုကိုတိုက်ရုံနဲ့အကြမ်းဖက်သမားလို့ပြောလို့မရဘူးအခုအများကြီးရဲစခန်း20ကျော်ကိုလို့တိုက်တယ်ဝိုင်းပြီးတော့ဆိုတာကျွန်တော်တို့ဒီမှာအတိအကျမသိဘူးသူတို့မခံချင်လို့မြတ်တယ်လို့လုပ်သလားဟလာအကြမ်းဖက်တယ်ဆိုတာလက်နက်တွေပါတယ်နဲ့တိုက်ရမှာခုခံတယ်ရဲစခန်းတွေကိုဒီလိုနီးလန်းဟာပြဿနာရဲ့အဖြေရှာတဲ့နီးလန်းလို့ထင်လာဦးကျော်ကျွန်တော်တို့အနေနဲ့တော့ရခိုင်ပြည်တည်ငြိမ်တာကိုလူချင်တယ်အေးချမ်းတာကိုလူချင်တယ်ရခိုင်နဲ့မွတ်စလင်ကျွန်တော်သိသလောက်ဟိုရခိုင်ပြည်လက်ထက်တဲ့ကလည်းအတူရှင်တွဲပြီးတော့တယောက်ကတယောက်အကျိုးပြုပြီးတော့နေလာတဲ့လူတန်းစားဖြစ်တယ်။နောင်ကိုလည်းအဲ့လိုဖြစ်စေချင်တယ်။အဲ့တော့ဒီလူနေနာလာတိုက်ခိုက်ပြီးတော့အဖြစ်ရှာတာမျိုးကျွန်တော်တို့မလိုလားဘူး။အထူးသဖြင့်ကျွန်တော်တို့နိုင်ငံရေးတော့မှရခိုင်ပြည်မှာဖြစ်တဲ့ပြဿနာကိုနိုင်ငံရေးအရာလာအေရှမ်းစွာဖြေရှင်းဖို့အတွက်ကျွန်တော်တို့အခါကရခိုင်အစိုးရရောအခုအစိုးရကိုရောစတင်တင်တယ်။ဒါမှကျွန်တော်တို့စာကိုနိုင်ငံတော်ကအရေးမဆိုင်ဘူး။ကျွန်တော်တို့ကိစ္စမအောင်မင်းဘူးကျွန်တော်တို့လူတို့နဲ့ထိတွေ့မှုမရနိုင်ဘူးပြောပြလို့မရဘူးပညာပေးလို့မရခဲ့ဘူးအဲ့တော့ဟိုဘက်ကလာအကြမ်းဖက်ဖို့တော်လာစောင်းနေတဲ့လူတွေကအခွင့်အရေးရသွားတာပေါ့ဟုတ်ကဲ့အခုပြောနေတာကရခိုင်နေနဲ့မွတ်စလင်တွေနဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်တွေအရင်တော့တွေကငင်းငင်းချမ်းချမ်းနေခဲ့ကြတယ်ဒါပေမဲ့2012လောက်ကစပြီးတော့မှ2015 2016အခုဆိုရင်ပြဿနာတော်တော်လေးကြီးမားတဲ့ပုံစံဖြစ်သွားတယ်အဲ့တော့စောစောပြောလို့အတူပြန်နေထိုင်ကြဖို့ဖြစ်နိုင်ပြီလားမဖြစ်နိုင်တော့ဘူးဗျတက်ပြတ်သားပြောတယ်ဘာလို့ဆိုရင်ခင်ဗျားပြန်ကြည့်ကဘာကြီးတစ်ခုလုံးကဒီအတန်းဝမ်းကိုကြောက်လာကြပြီဥပမာဆိုတော့ယူရိုဒီပြဿနာကြောင့်ရှေ့လေပိုင်းကိုဝင်စီးတာနဲ့တခါတည်းအုပ်စုကွဲပြီးခါမှာအကုန်လုံးကယူရိုကိုဝင်တယ်အခုအဲ့ဒီပြဿနာဒီခုနက British မှာလည်းဖြစ်လာပြီပြင်သစ်မှာလည်းဖြစ်လာပြီ even American ဖြစ်လာပြီ 9/11 အကုန်လုံးပြန်ကြည့်ရင်ကဘာကြီးတစ်ခုလုံးကအတူရှင်တွဲနေထိုင်ရေးဆိုတာပတ်သက်လို့ပဲရှိလို့ခုနကသူပြောတာကျွန်တော်လက်မခံဘူးဘယင်ခစ်ကဆိုတာလက်မခံဘူးဘယင်ခစ်ကဆိုတာမျိုးကရှာရှူကြရေကင်1666လောက်ကမပြောနဲ့အဲ့ဒါသူတို့မဟုတ်ဘူးဟိုဘက်ကပါရှန်တွေလာတာနော်ပါရှန်ကအခုတမန်ဖြစ်သွားပြီဒါနည်းနည်းလေးပဲကြံတယ်ဒါဒီတကိုင်းဖြတ်လိုက်ဒုတိယကခုနကအင်္ဂလိပ်ရဲ့ဇနက်ကြောင့်ခုန seasonal workers ဖြစ်လာပြီးကမှပထမအင်္ဂလိပ်မြန်မာစစ်ပွဲအလွန်လောက်မှစူအတူမြောင်ဖွင့်လို့ဒီအာကြီးကဖြစ်လာတယ်အဲ့မှာဒါကြီးကြီးမားမားပြန်တယ်ပြန်တယ်သူတို့ကဗာလဲ Rohingya ဆိုတော့ရခိုင်ကပြန်လာတဲ့ဘင်္ဂလီသူတို့အကုန်လုံးဟာဘင်္ဂလီစကားပြောတယ်ဒါပေမဲ့အကောင်နေရမယ်ပြောတယ်တသန်းလောက်ရှိနေတဲ့လူတွေနဲ့အတူမနေဘူးဆိုတော့သူတို့ကျွန်တော်ပြောတာအဲ့ဒါပေါ့တူတူနေလို့မရဘူးဆိုတဲ့သဘောကအကြောက်တရားဖြစ်လာပြီဖြစ်တော့မပြောတဲ့နိုင်ငံရေးရဖြည့်ရှင်းဖို့မဖြစ်နိုင်ဘူးကျွန်တော်ပြောနိုင်ငံရေးစကားလာမပြောကြနဲ့တော့ဒါ illegal immigrant ဖြစ်သွားပြီနိုင်ငံတစ်ခုရဲ့နိုင်ငံပြင်ပကလာတဲ့အင်အားစုဒါမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်တဲ့ပြည်ထောင်စုပြဿနာမဟုတ်တော့ဘူးထိုင်းနေစက်မှာထိုင်းလူမျိုးဗမာပြည်ကိုလာရင်လာမယ်သို့တော့ကိစ္စမရှိဘူးဟိုမှာအိန္ဒိယဘက်ကဗမာပြည်ကိုလာတယ်အိန္ဒိယຫນွေဖြစ်ပဲသူတို့လက်ခံတယ်အခုကသူတို့ကလူမျိုးနာမည်ကိုပြန်ပြောင်းဖို့နိုင်ငံရေးအပြင်ကစားလာတယ်ဒါနိုင်ငံရေးပြဿနာမဟုတ်ဘူးဒါလူဝင်လူထွက်ပြဿနာပြည်ထောင်စုရဲ့အချုပ်အခြာအာဏာကိုတည့်ရက်ထိခိုက်တဲ့ပြဿနာဖြစ်နေပြီအဲ့ဒီလမ်းကြောင်းကလာပြီးကျွန်တော်တို့ဒီဘေးနိုင်ငံကလာပါတယ်ဘာလူမျိုးဖြစ်ပါတယ်အမှန်ပြောရေးကမှဒီနိုင်ငံရဲ့ဥပဒေအတိုင်းနေထိုင်နိုင်ရင်လက်ခံရမယ်အဲ့ဒါဆိုစစ်စနစ်ဥပဒေကိုမွတ်စလင်တွေကပူးပေါင်းဆောင်ရွက်တာမလုပ်ဘူးဖြစ်နေအဲ့ဒါဘာဖြစ်တာ80နှစ်ဥပဒေရလာအခေါက်တရားစစ်ပါကျွန်တော်လက်ခံတယ်အမှားတိုင်းဥပဒေအတိုင်းပဲစစ်ပါ80နှစ်ဥပဒေမှာပိုက်6မှာပြောင်းအောင်ပါနိုင်ငံသားဖြစ်ပြီးဆိုသည်နိုင်ငံသားဆက်လက်ရှိနေမည်ဆိုတာမျိုးပါတယ်အဲ့တော့ဒီလူတွေကရခိုင်ပြည်မှာမြောက်ပိုင်းမှာလွတ်လပ်ရတဲ့အချိန်ကနေ80နှစ်အတိအားလုံးဆိုအမျိုးသားမှတ်ပုံတင်ကင်ဆောင်တာတဲ့လူတွေအဲ့တော့အင်တုံးစုစိရင်တွေရှိတယ်ရာရကပ်ပြတ်တွေရှိတယ်အဲ့တော့အမျိုးသားမှတ်ပုံတင်ဒီနိုင်ငံသားလက်မှတ်မဟုတ်ဘူးလို့ပြောတာလည်းရှိတယ်ဟုတ်ပြီလက်ခံတယ်ဒါမှအမျိုးသားမှတ်ပုံတင်ဆိုတော့နိုင်ငံသားတွေကိုထုတ်ပေးလို့မရဘူးဥပဒေအရနိုင်ငံသားတွေကို FRC ပဲထုတ်ပေးရမယ်သူ့မှာကင်ကနာ9ခုအခုတော့ကျွန်တော်တို့အမျိုးသားမှတ်ပုံတင်မှာကင်ကနာ6ခုအဲ့ဒီ6ခုနဲ့နိုင်ငံသားအဖြစ်နေလာတဲ့လူတွေကိုကံပြီးတော့နိုင်ငံသားအဖြစ်ခံယူပြီးတော့နိုင်ငံသားပြုတ်ရှောက်ရမယ်ဘင်္ဂလီဘင်္ဂလားဒေ့ရှ်ကလာလို့ဘင်္ဂလီခံယူရမယ်ဆိုတဲ့စကားသည်ဥပဒေရတော်လည်းကောင်းရုပ်တိဗေဒရတော်လည်းကောင်းတက်ပြီးတော့မှန်မှန်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့ဒါအတင်းအကျပ်လုံးလာလို့လက်ရှိရခိုင်ပြဿနာပေါ်လာတာလို့ကျွန်တော်သုံးသပ်တယ်